ဆိုင်မယ်တခြားလို့ရှင်နားလည်အောင်ပြပြပင်အကိုကနည်းနည်းပေါ့နော်ဘယ်လိုလေးလောက်ရမလဲဒါလိုက်ပြီးတော့တခြားလေးစူးစမ်းပြီးထွက်ကြည့်ပေါ့နော်ရသွားလိမ့်မယ်ဟုတ် AO ကိုကြည့်အောင် A ကလွယ်တယ်ခုနကလို့ရှို့ခုနပြောရတယ်နော် R လို့အတန်ထွက်တယ်ပါဇက်ကိုဟာ R R 啊อืม啊ဟုတ်啊အားလွယ်ပါတယ်နော် O လဲလွယ်တယ်ဒါပေမဲ့ O O ဆိုပြီးတော့ထင်တတ်တယ်နော် O က O မဟုတ်ဘူးနော် O O O နော် 哦 O ဒီ哦ဒီလိုအတန်မျိုး哦ဟာပိုးကိုပြောခဲ့တဲ့အတန်မျိုးပဲနော်ဟုတ်ပြီအဲ့တော့ O ဟုတ်ပြီ哦အားရမယ် O 哦ရမယ်နော် R O R O 啊哦 R O ရရင် 啊哦ဒီရလို့ဆိုပုံမှာတော်တော်နော်လို့ပြောခဲ့မလားအဲ့ဒီအတိုင်းပဲအအ呃နော်呃呃အဲ呃 R O 啊ဟုတ်တယ် R O R O ကလွယ်နော်ဟုတ်ပြီကဲ I U U ဘောနှစ်ဆက်ကိုတွားရအောင် 啊 I I ကို E လို့တန်ထားတယ် Y ဝဲလို့မှတ်ထားလိုက် E 一乌一ဒါလည်းအတူတူပဲ乌နော် U လို့မှတ်一ထားလိုက် U 乌ဟုတ် 西 E U 一乌နောက်တစ်ခု E 一ဆိုရင် U U 居居နော် U 对 U လို့ပြောတဲ့အခါမှာနည်းနည်းနှက်ခမ်းကိုအဲ့လိုအဲ့လိုမျိုးဒါမှမလောက်ရအောင်နော် G အဲ့လိုကြီးပြောရတာမဟုတ်ဘူး 一 U U 居နော် 一 J ချုံတော့居မလောက်အောင်သူကနော်အပြီအဲ့တော့居ဒီ E လဲလွယ်ပါတယ် U လဲလွယ်တယ်နော်ဒါလေးပဲ一အာ 乌 U 居 U ဟုတ်ပြီ E U U 一乌鱼ဟုတ်ပြီ一အဲ6五လုံးပြလို့一စီမယ်ခဏလေးတိုင်းပြောနေအောင် R O E 啊哦E U 鱼 U 乌鱼又讲 R O E 啊哦啊啊哦哦诶一鱼乌鱼一 အဲလို့ကြလိုက်ပြီနော်အဲ一မဟုတ်နော်ခဏပြောပြီးပြီနော်အဲမဖြစ်စေနဲ့呃တက်ကိုကိုအမြဲအဲ呃ပြီးပေါ့နော်ကိုဒါအဲမဟုတ်နော်ဟုတ်ပြီ呃嗯 ROE ယူကတော့လူတိုင်းရတယ်နည်းနည်းလေးနောက်ကခက်တဲ့ဥစ္စာလေးတွားအောင်ခက်တာဆိုတော့မေ့တာပေါ့နော်နောက်တစ်ခုကဒါလေးကိုရေးပြီးတော့ကြက်နော်ဥမာထားပါတော့ခုနဆိုရင်လေကိုယ့်ကိုစာအုပ်ကျမ်းထဲမှာ B ကိုရေးလိုက်ပေါ် P ကိုရေးလိုက်ပေါ် M ကိုရေးလိုက် more F ကိုရေးလိုက် for အဲ့လိုလုပ်နော်တချို့ကဘယ်လိုလဲဆိုတော့ရတယ်ဒီ chart ကြီးတစ်ခုလုံးရပေါ်တဒါပေမဲ့တေးကဘာလဲလို့မေးရင်ဒီမှန်မသိဘူးနော်အဲ့လိုဆိုလို့ရှိရင်ဒီကိုမြင်ဘယ်လိုထွက်မှမသိဘူးအဲ့လိုဖြစ်တယ်ပဲနော်အဲ့တော့တူတူပဲတရလည်းအဲ့လိုပဲတရဆိုပို့ပြီးတော့ကြက်ရမယ်တရကကြတော့ဒီလိုမျိုး AI EI တူလားစင်တူလေးတွေမို့လို့နော်အတန်နဲ့အခရာနဲ့ကိုတွဲပြီးရရမယ်အဲ့ဒါရေးကြည့်ရဟုတ်ပြီနော်အဲ့ဒါလေးသတိထားပါနောက် AI သွားမယ် AI ကို I 爱 I I ဟုတ်ပြီ 爱 I I မို့ 爱 I ဆိုပြီးအဲ့လိုကြီးတအားဒီလေးထွက်တာမဟုတ်တာ I အဲ့လိုလေး I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  ရရင် 爱 AI နဲ့ AI နဲ့တအားရောတယ်နော်အဲ့တော့မတူဘူး AI က I EI က A ，A อืม A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  ဟုတ်ပြီ A I A A ဒီပြောကြည့်ပါဦး I A I I A I I A ဟုတ်ပြီ A I A ကဲ I A ရရင်ဒါလေးရလိမ့်မယ် A နဲ့တူရဲ့သူက we 乌 we V 龟 V we龟 A we 龟တွဲရမှတ်ထားလိုက်တွဲရမှတ်ထားနော်ပြီးရင်တွဲရမှတ် A တယ်ဆိုတာပြောပြမယ် A လောလောဆယ်ဒီနှစ်ခုက the group ထဲလို့ပဲမှတ်ထားလိုက် A way A A A way A way way ဟုတ်ပြီ AI ကနေပြောကြည့်မယ် I A way I I A A A I A way way 会ဟုတ်ပြီအပေါ်ကရှေ့ကကောင်းတယ်ပြန်ပေါင်းမယ်နောက်ရှေ့ရင်ဖတ်ပြမယ်လိုက်မဖတ်နဲ့အောင်နော် R O E U U I A way ဖတ်ကြည့်ပါဦး R O E A R A R O O E O N E E U U U V I I A I A way way ဟုတ်ပြီကဲ way တိတ်ဆိုအဲ့ဒီကိုယ်လုံးဖတ်ပြပါဦး R O E อืม E U U I A way ဟုတ်ပြီရွေးမုံရွီနော်ရွီရွီ会ရွီဒီလိုမျိုးမြင်တာပဲမဆိုရင်ရပလဝဆွဲလုံးကြီးတွေဆိုင်ကအဲ့လိုတဲ့ရွီနော်ရွီဟုတ်ပြီအဲ့တော့ဟို zoom user
နာမည်ဘယ်လိုခေါ်လဲ zoom ယူစားပြောပြပါအောင်ဖက်လေတော့ရှင်းနာထောင်နေอืมအာအိုအ A O U อืม E อืม U อีวูอืม U อืม I L W อ่ะ A မို့ A A อ่ะ A ဝေးကိုဖတ်တယ်လို့ပဲအာလို့အစားထိုးလိုက်နော်ဝနေရ A ဝေးနော် A ဝေး A နောက်ပို့ပြောပါအောင် A O A O I A မဟုတ်ဘူး R O R O L ừ E O U U မဟုတ် L G G G I L O O မဟုတ်ဒါလည်းမမှန်သေးဘူး A မဟုတ် A A A ဝေး A W I A ဝေး I A W Hey good အတိုင်းပဲဟုတ်ပြီနော် I A ဝေး I A ဝေးနောက်တင်စားပြောပါအောင် R O G U V I N W Okay ဟုတ်ပြီ